Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဖော်ဖော်ရှိုးဝိုင်းတော့ကြိုဆိုလိုက်ပါတယ်ဒါညတော့ဒါပီမီယာလိပွဲစဉ်တစ်ကစားကြတယ်ကျွန်တော်မန်ချက်စတာယူနိုက်တက်နဲ့ကျွန်တော်ဟူစီတီတို့ရဲ့ပွဲပြီးမှာတော့မန်ချက်စတာယူနိုက်တက်တင်းကနေပြီးတော့ဟူစီတီကိုကျွန်တော်တို့2-0ဆိုတဲ့ရလတ်နဲ့ကျွန်တော်တို့ဒါရှုံးတယ်ပေါ့နော်ဒါမန်ချက်စတာယူနိုက်တက်ပိတ်သက်တွေဘယ်လိုမြင်ကြလဲနော်ဒါဆွေးနွေးပေးကြပါဦးနော်ဒါညတော့ကြည့်ရမယ်ဆိုလို့ဆိုရင်တော့ဒါတန်တက်လာတဲ့ဒါဟူစီတီအသင်းပေါ့နော်ဒါ2-0ပထမပိုင်း2-0နဲ့ကျွန်တော်တို့ရှုံးတယ်ပေါ့နော်ဒါဟူစီတီဘက်မှာစပြောမယ်ဆိုလို့ဆိုရင်ဒါဟူစီတီကယူနိုက်တက်ကိုတကယ်ကိုသူနိုပလော့နှစ်ပလော့နဲ့သူဆော့သွားတော်လေးကိုကောင်းတယ်နော်သူတို့အိမ်ကွင်းပြီးပြီနော်ဒါယူနိုက်တက်ကိုအကောင်းဆုံးတုတ်ပြတ်နိုင်ခဲ့တယ်ကျွန်တော်ထင်တယ်နော်ဟူစီတီကယူနိုက်တက်ကိုမနိုင်တာတော်တော်ကြာပါပြီနော်ဒါယူနိုက်တက်ကလည်းဟူစီတီကိုမရှုံးတာဆိုတော့တော်တော်လေးကိုကြားနေပြီနော်တန်တက်နေဆိုယူနိုက်တက်တခါမရှုံးဘူးနော်ဒါဟူစီတီကဆိုလို့ဆိုရင်သူတို့အမြင့်ဘောနှလုံးနဲ့ပဲသူတို့ခေါင်းတိုက်သွားတယ်နော်ပထမဆုံးတစ်လုံးတောက်ကံဘောကနေရောတွင်းသွားတယ်နော်နောက်ထပ်တစ်လုံးသူတို့ဆက်ပိကနေပြီးတော့ကျွန်တော်တို့ထက်တင်ဘောကနေရောတွင်းသွားတယ်နော်တကယ်မှဒီမှာဆိုလို့ရှိရင်ဟူစီတီရဲ့လုံနိုင်စွမ်းနေရတကယ်ကိုကြောက်ဖို့ကောင်းတယ်နော်ဒီရာသီမှာတန်းတက်လာတဲ့အသင်း၃သင်းထဲမှာကျွန်တော်တို့ဒီဟူစီတီကအားနေဆုံးပဲနော်အားနေဆုံးပဲနော်ကိုပီတီနဲ့ဆိုင်ဟူစီတီကအားနေဆုံးပဲနော်ဒီလိုမျိုးနှင်းဖြစ်တာတော့မှဟူစီတီရဲ့ကစားဟန်နေเนาะစိတ်တက်ပိုင်းဒီကိုကြစ်ကြစ်လေးလေးနဲ့ဆော့သွားရဲကျွန်တော်တော့မြင်တယ်เนาะဟူစီတီကတော့ဒါယူနိုက်တက်ကိုသူတို့ရှင်မကစားပဲနဲ့သူတို့အားနာတဲ့အမြင့်ဘောတွေနဲ့ပဲဒါသူတို့ကစားသွားတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့เนาะဒီယူနိုက်တက်ဘက်မှာကြည့်မယ်ဆိုလို့ဆိုရင်တော့ယူနိုက်တက်ဘက်ကတော့ဒါတသင်းလုံးပြိုလဲတာကိုကျွန်တော်တွေ့ရတယ်เนาะမိုက်ကယ်ကားရဲ့လက်ထက်မှာအမေရိကန်တော့ချန်ပီယံလိတွေပါလဲဝင်ခွင့်ရထားတယ်เนาะအခုရာသီအစမှာပဲသူတို့ပိတ်သက်တွေသူတို့အဆက်ခွဲတယ်နော်တော်တော်လေးကိုခြေစွမ်းညံ့တဲ့မှာပါတယ်နော်ကျွန်တော်ပထမဆုံးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူထုတ်ပုံတွေမှားတယ်နော်ကျွန်တော်ဒူကူတို့ပါလို့သူဘဲအစုံတွေထုတ်တယ်နော်အန်ဒါဆန်တို့ပါလို့ကွင်းလက်အထိုင်မကြသေးတဲ့ကွင်းလက်2ယောက်ကိုသူတို့ထည့်တယ်နော်အဲ့မှာလူထုတ်ပုံကမှားပြီးတော့ကျွန်တော်ကကြည့်လိုက်တယ်ကိုသိတယ်ယူနိုက်တက်လူထုတ်ပုံကြည့်လိုက်တယ်ဟိုကသွားပြီနော်ကွင်းလက်အထိုင်2ယောက်တည်းကလူဟောင်းတယောက်မှမပါနော်လူသစ်ခေါ်ထားတဲ့လူသစ်2ယောက်နဲ့ကျွန်တော်တို့ဒီဖာနန်ဒတ်နဲ့တွဲတာတယ်နော်အဲ့တဲ့ဟိုကတဲ့ကွင်းလေကမစိုးမိုးနိုင်တော့ပိုင်ဘက်ရဲ့သူတို့အမြင့်ဘောတွေဘလို့ကမထိန်နိုင်ဘူးနော်သူပေးလိုက်ရတဲ့ဂိုးတွေကြည့်နော်ခန့်စစ်ရဲ့စက်ပီတွေကိုဒါခုချိန်ကြီးမြင်နေရတော့မယ်ဒါမနစ်ကလည်းဒါယူနိုက်တက်ရဲ့အဲ့စက်ပီတွေကပဲဂိုးပေးနေရများတယ်အခုလည်းဒါစက်ပီတွေကပဲသူတို့ဂိုးရတယ်ငကိုးရတယ်ငကိုးပေးရတယ်နော်တောက်ကံဘောတစ်လုံးစက်ပီတစ်လုံးနော်အဲ့လိုမျိုးအမြင့်ဘောတွေကယူနိုက်တက်ရဲ့ဒါမရှင်းနိုင်တဲ့အားနဲ့ချက်တွေပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါဒီကွင်းလေကအဓိကတက်သွေးကြောပဲကွင်းလေကမတာတော့ပြိုင်ဘက်ကိုဘလို့မှမစိုးမိုးလို့မနိုင်ဘူးနော်ကွင်းလေကြောက်ဒါဒီဘွဲတော့ရှုံးနေသွားတယ်မိုင်ကာရဲ့ဒီခုနေ့နေလဲလူထုတ်ပေါ်တွေလဲမှားတယ်နော်အကုန်လုံးမှားတယ်လို့ကျွန်တော်ပြောလို့ရတယ်နော်တယောက်ချင်းဒီလက်ညှိုးထိုးပြီးပြောကြရမလို့ဒီပွဲကတသင်းလုံးမှားတာဒီပြလဲမှားတယ်ကစားသမားတွေကလည်းတသင်းလုံးစိတ်တက်ပါရဆိုင်တွေကမကစားခြင်းနဲ့စိတ်တက်ပိုင်းနေတယ်သူတို့ကစားတာနော်ပြဘက်ကငါတို့နှစ်ကိုဥဆောင်ကိုပေးတာပြီငါတို့ကခံစစ်နဲ့ဘယ်လိုဖွင့်ရတော့မှငါတို့ကိုရအောင်စူးစမ်းနေမဲ့စိတ်တက်မျိုးယူနိုက်တက်မှာမတွေ့ရဘူးနော်တကယ်ကိုမတွေ့ရတာနော်တချို့လုံးဆိုတာလမ်းပန်းပုတ်တဲ့လုံးတွေပါရှိတယ်ပေါ့နော်ဒါတော်တော်လေးကိုကံကောင်းတဲ့လုံးတွေနော်ဘာမှမမြင်ရဘူးနော်အရင်တော့ယူနိုက်တက်လို့ဆိုလို့ကျန်လို့မဟုတ်ဘူးအနိုင်မပေးရှုံးမပေးစိတ်တက်နဲ့သူတို့ကစားတာအခုကယူနိုက်တက်ကနှစ်ကိုပြတ်ပြီးပေးတဲ့ဟိုကစိတ်တက်ကကျသွားပြီပြန်မကစားနိုင်တော့နော်အဲ့ဘယ်ဘက်ချန်ဒူကိုဆိုဘာလုပ်လို့မရဘူးနော်ဖာနန်တက်လည်းဒီဘာမှသိပ်ပြီးတော့အဆင်မပြေဘူးကွင်းလက်ကပို့ဆိုးနော်ဒီနောက်တန်းကလည်းကျွန်တော်တို့ဒါအမြင့်အဘောတွေကိုဘယ်လိုမှမရှင်းနိုင်သေးဘူးနော်ဒါယူနိုက်တက်ဆိုလို့ရှိရင်ဒါတန်တက်အသင်းတွေကိုရှုံးတာဒါပထမဆုံးရာဇဝင်တင်သွားတယ်ကျွန်တော်ထင်တယ်ပေါ့နော်ဒါဒီဘက်မှာဆိုကိုပေါက်တက်တာပိုင်း22ချိန်ကိုပေါက်တက်တာ9ချိန်အဲ့လိုမျိုးပဲရှိပေမဲ့ဒီဟူစီတီရဲ့ခန့်စစ်အီဒီယာတွေကိုကိုသမားဖမ်းနိုင်အန်တယ်များတဲ့အလုံးဆိုလို့ကျွန်တော်ဘယ်နှလုံးတွေ့ရတယ်လုံးမှမတွေ့ရဘူးနော်အေးဆွေးပဲနော်အေးဆွေးပဲတိုးတဲ့ရုံးနေဆိုတာဘာမှမရှိဘူးနော်အဲ့လိုမျိုးနဲ့ပဲဒါယူနိုက်တက်ကနေပြီးတော့ဒါစိတ်တက်ပိုင်းဆိုင်ရာတွေကပြိုလဲသွားတယ်ကျွန်တော်တော့မြင်တယ်ပေါ့နော်ဒီ market work ဖို့လို့ဘာလို့လဲဒါဒီပွဲမှာဘာမှထူးထူးခြားခြားလောက်ပြနိုင်တော့မရှိဘူးနော်ဗီတမင်စကိုတို့ကိုဘာလို့လဲတိတ်ပြီးတော့လောက်ပြတာပါတိတ်ပြီးတော့မရှိဘူးနော်ဖန်တီးမှုလည်းဘယ်သူမှမရှိဘူး
နော်အစသရပြိုလဲပြီးတော့ဒါစိတ်တက်ပိုင်းရဆိုင်ရဒီအစရှုံးပွဲကြုံတွေ့တာကျွန်တော်တယ်နော်ဒါယူနိုက်တက်ပိတ်သက်တွေဘယ်လိုမြင်ကြလဲပေါ့နော်ဒါပထမဆုံးရာသီရှုံးပွဲတွေ့ရတော့ဒါယူနိုက်တက်ပိတ်သက်တွေကိုဒါတော်တော်လေးကိုမျက်နှာပြက်စရာရခဲ့တယ်ပေါ့နော်ဒါရှုံးပွဲတွေ့ရတော့ဒါတကယ်လဲစိတ်မကောင်းပါဘူးနော်ယူနိုက်တက်ပိတ်သက်တွေနော်ဘယ်လိုမြင်ကြလဲမြင်လေးတွေဆွေးနွေးပေးကြပါဦးကျွန်တော်ဗီဒီယိုကြည့်ချင်တဲ့ညီကောင်မိတ်ဆွေများအားလုံးဒါကျေးဇူးအများကြီးတင်ပါတယ်